မင်္ဂလာပါတဲ့အိမ်အောင်မှာလူပေါင်း2000ဆန်းတဲ့မြို့ကြီးတစ်မြို့ရှိနေမယ်ဆိုရင်သိရှုံးမလားဒါကသိပ္ပံဝတ္ထုဒါမှမဟုတ်ရွှေရှင်သက္ကာတကားရဲ့ဇာတ်လမ်းမဟုတ်ဘူးတကယ်အဖြစ်အပျက်တစ်ခုပါအားလုံးပဲမင်္ဂလာပါဗမာတိုက် channel မှာကြိုဆိုပါရစေကျွန်တော်ကတော့တရားနေပါ1963ခုနှစ်တူရကီနိုင်ငံအလယ်ပိုင်းကပါဒိုရှာဒေသကအိမ်တအိမ်ရဲ့နောက်ပိုင်းမှာနေ့စဉ်လှုပ်ရိုးလှုပ်ဆင်အတိုင်းကြက်တီကိုအစာကျွေးနေတဲ့လယ်သမားတစ်ယောက်ကရုတ်တရက်သူ့ရဲ့အဖိုးတန်ကြက်တကောင်ပျောက်သွားတယ်။အော်ဟစ်ပြီးတော့လိုက်ရှာတဲ့အခါနိုင်ငံမှာသေးသွယ်တဲ့အပေါက်တွေတစ်ခုကိုသူသတိထားလိုက်မိတယ်။တီးကျင်ဆုံးနဲ့ထိုးကြည့်မိတယ်။အဲ့ချိန်မှာအောက်ဘက်ကနေလေအေးသင်းသိမ့်လေးထိုးထွက်လာတယ်။ဒါပေမဲ့ကြက်တော့ရှာမတွေ့သူကဓာတ်နဲ့နည်းနည်းထပ်တူးကြည့်တယ်။နောက်ထပ်ပိုကျဲတဲ့အပေါက်ကိုဆက်တူးလိုက်တယ်။နောက်ဆုံးခြေလန်းလှမ်းလိုက်ပြီးတဲ့အခါမှာတော့ချော်လဲလူနီးပါးဖြစ်ပြီးသူ့ရှေ့မှာမြေကြီးထဲတွင်းထုထားတဲ့လေကားခေါင်းကြီးပွင့်လာတယ်။ဒီဖြစ်ပျက်ဟာကမ္ဘာရှေးဟောင်းသုတေသနသမိုင်းမှာအထင်ရှားဆုံးရှာဖွေတွေ့ရှိမှုတွေကတစ်ခုရဲ့အစပဲဖြစ်တယ်။ During Kuruမြေအောင်မြို့တော်ကြီးရဲ့ပြန်လည်မွေးဖွားခြင်းမှာဒီခါတော့ကျွန်တော်တို့ဒီမြို့တွေကိုအတူတူဆင်းကြမယ်။မြေအောက်ပေ280အနက်အထက်ပေါင်း18ထပ်ကိုဖြတ်တန်းမယ်။ဘသူတွေဘာကြောင့်စောက်ခဲ့တာလဲ။ဘလို့ရှင်တန်ခဲ့တယ်လဲ။ပြီးတော့ဒီနေ့အထိဖြည့်ရှင်းမရသေးတဲ့နှုတ်ဝက်စမ်းကျင်မှုတွေကိုပါဖော်ထုတ်ကြည့်ကြမယ်။ဒီလောက်အေယာမမြေအောင်မြို့တော်ကြီးကိုတူးဖော်နိုင်ဖို့ခင်မီရန်ရသက်တွေမလိုအပ်ဘူးလား။ကပါဒိုရှာရဲ့လှုပ်ဝက်ချက်ကတော့သူ့ရဲ့ကြောက်တာပါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကမီးတောင်ပောက်ကွဲမှုတွေကြောင့်ဒီနေရာမှာတူဖာလို့ခေါ်တဲ့ပျော့ပြောင်းတဲ့ကြောက်သားလေးတွေပေါ်လာပါတယ်ဒီကြောက်ဟာတန်တူပေါက်ပြားတွေနဲ့တော့အလွယ်တကူတူးလို့ရပေမဲ့လေနဲ့ထိတွေ့တာနဲ့ချက်ချင်းမာကျော်လာပါတယ်ဒါကြောင့်ဒရင်ကူရူဟာတဘာဝအားဖြင့်မြေအောက်အိမ်တွေစောက်ဖို့ပြီးပြင်းစုံတဲ့နေရာပါဒါပေမဲ့အိမ်တစ်လုံးအတွက်မဟုတ်ပဲမျိုးတစ်မျိုးလုံးအတွက်ဘာကြောင့်စောက်ခဲ့တယ်လဲအဖြေကတော့ကြောက်စိတ်ပါတမိုင်းတစ်လျှောက်ကပါဒိုရှာဟာအင်ပါယာတွေရဲ့လမ်းဆုံးလမ်းခွာတစ်ခုဖြစ်ခဲ့တယ်ဟိတ်တီလူမျိုးပါရှန်ရောမဘိုင်ဇန်တိုင်းဆယ်ဂျူတို့အဆက်ဆက်ကျူးကျော်လာခဲ့ကြတယ်ဒါပေမဲ့ဒရင်ကူရီရဲ့ရွှေခက်ကတော့ AD 900စုနောက်ပိုင်းအာရပ်မွတ်စလင်တွေရဲ့ကျူးကျော်မှုအတွင်းမှာပါဒေသခံခရစ်ယာန်ဘာသာဝင်တွေဟာဘာသာရေးနှိပ်စက်ညှဉ်းပန်းခံရမှာကိုကြောက်လို့မြေအောက်ကိုထပ်ပြေးလာကြပါတယ်။သူတို့ဟာဒီမြေအောက်မြို့ကို AD 800စုကနေ1200ရာစုအထိအဓိကအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့သူတေသနာပညာရှင်တွေအံ့ဩမိနေတာကဒရင်ကူရီရဲ့အောက်ဆုံးအထက်တွေမှာတွေ့ရတဲ့ရှေးဟောင်းပစ္စည်းတွေက BC 800စုလောက်ကလေးကလူတွေနေထိုင်ခဲ့တယ်လို့ညွှန်ပြနေပါတယ်။ဆိုလိုတာကဒီမြို့ဟာနှစ်ပေါင်း2000ကျော်တိုးချဲ့ဆောက်လုပ်ခဲ့တဲ့အံ့ဖွယ်တစ်ခုပါ။အခုတော့ဒရင်ကူရီရဲ့အတွင်းပိုင်းကိုဝင်ကြည့်ကြရအောင်ပထမဆုံးသင်သတိထားမိမှာကလူတိုင်းကိုတန်းစီခိုင်းလိုက်တယ်လို့ကျင်းမြောင်းလွန်လာတဲ့လေကားတွေပါရန်သူတွေဝင်လာရင်တယောက်ချင်းပဲဆင်းနိုင်အောင်ဒီဇိုင်းဆွဲထားတာပါဒါပေမဲ့ဒီထက်ပိုပြီးညံကောင်းတဲ့ကာကွယ်ရေးစနစ်ကကြောက်တကားကြီးတွေပါအမြင့်1မီတာအလေးချိန်တန်းငန်းရှိတဲ့ဒီကြောက်ပြားကြီးတွေကိုအတွင်းဘက်ကသေးငယ်တဲ့အပေါက်ကနေလက်စုပ်တဆုပ်စာနဲ့လှမ်းပိတ်နိုင်ပါတယ်။ဒါပေမဲ့အပြင်ကနေတွန်းဖွင့်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ရန်သူတွေကဒီတကားကိုလာတွေ့ရင်သူတို့မှာပါတဲ့စက်ကရိယာတွေအသုံးဆောင်ပစ္စည်းတွေတော့အလုံးမဖြစ်နိုင်တော့ဘူး။ဒီတကားတွေကိုကြော်ဖြတ်ပြီးတာနဲ့ပုံမှန်မျိုးတစ်မျိုးမှရှိသမျှအဆောက်အုံတွေအားလုံးကိုတွေ့ရလိမ့်မယ်။ပထမဆုံးတွေ့ရမှာကစာသင်ကျောင်းကလေးတွေကိုအောက်မှာပဲစာသင်ကြားပေးပါတယ်။ပြီးရင်တော့ဖျားရှိခိုးကြောင်းနိုင်ငံတွေမှာလဝကတိုင်တွေရှေးဟောင်းဂရိစာတန်းတွေရေးထိုးထားပါတယ်။တချို့အခန်းတွေမှာတော့ကျမ်းမြေပေါ်ကတပြေးသီးညှက်သက်တွေရှိပါတယ်။ဒါတွေကတော့ဝိုင်းချက်ဖို့အတွက်ပါ။
ပြီးရင်တော့စီကျိတ်ဆက်ဂျုံကျိတ်ဆက်မိဖို့ကြောင့်ကြီးတွေဒါတွေမကသေးဘူးတရိတ်ဆန်တွေအတွက်တင်းကုတ်တွေလည်းရှိပါတယ်မြေအောက်မှာညွားစိတ်မြင်းတွေကိုပါမွေးမြူထားနိုင်တယ်အန်ဩစရာကောင်းတာကဒီအောက်မှာအလင်းရောင်အတွက်စီမီတွေသုံးပေမဲ့လေဝင်လေထွက်ပေါက်ပေါင်းထောင်နဲ့ချီပြီးရှိပါတယ်ဒီအပေါက်တွေကအောက်ဆုံးထက်ထိလေကောင်းလေတန်းရောက်အောင်ဒီဇိုင်းဆွဲထားတယ်ပြီးတော့ရေအတွက်မြို့အောက်ခြေမှာယူရင်းတစ်ခုရှိတယ်ရန်သူတွေကအပေါ်ကနေ2လကြာဝိုင်းပိတ်ထားရင်တော့အောက်မှာရှိတဲ့ရေတွေကမပြတ်ဘူးဒါပေမဲ့သိပ္ပံပညာရှင်တွေအံ့ဩစေတဲ့အချက်တစ်ခုရှိပါတယ်ဒီလူဝင်ပေါက်တွေဟာအပေါ်ကနေအောက်ကိုအတန်ကိုပါပို့ဆောင်ပေးနိုင်ပါတယ်အောက်မှာရှိတဲ့လူတွေကမြေပြင်ပေါ်ကမြင်ခွာတန်းစစ်ချီတန်းတွေကိုကြားနိုင်တယ်တနည်းအားဖြင့်ရှေးဟောင်းအဆောင်ချက်စနစ်ပေါ့ဒါပေမဲ့ဒရင်ကူရူဟာဒန်နာရီလိုကောင်းမွန်တဲ့နေရာတစ်ခုတော့မဟုတ်ပါဘူးဒီအောက်မှာရသတပတ်နဲ့ချီပြီးနေထိုင်ရတဲ့ဘဝဟာအင်မတန်ခက်ခဲလာပါတယ်စဉ်းစားကြည့်လိုက်ပါအပေါ်မှာနေကင်းဘက်ဆိုရင်နေရောင်ကြီးလုံးဝမရဘူးစီမီးတွေကမိခိုးတွေထွက်တယ်အဆုတ်ကိုထိခိုက်စေနိုင်တယ်လေဝင်ပေါက်တွေရှိပေမဲ့အပေါ်ကားလောက်တော့လေကောင်းလေတန်းကိုဘယ်တော့မှမရနိုင်ပါဘူးပြီးတော့တပ်ပစ်ပစ္စည်းတွေအိမ်သားတွေရှိပေမဲ့ရေမြောင်းစနစ်ကတော့ကန့်သက်ချက်ရှိပါတယ်အမိုက်တွေကိုတီးတန်းပေါက်တွေကနေအောက်ဆုံးထပ်ကိုပစ်ချရတယ်ပြီးရင်တော့အဲ့ဒီအမိုက်တွေကနေထွက်လာမဲ့အနံ့ဆိုးတွေကိုစိတ်ကူးကြည့်လိုက်ပါဒါတွေဟာကြီးမားဆုံးသောစိန်ခေါ်မှုမဟုတ်သေးပါဘူးနောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့သေဆုံးခြင်းပါပဲအောက်မှာတစ်စုံတစ်ယောက်သေဆုံးသွားရင်အပေါ်ကိုမသိနိုင်ဘူးရန်သူကိုသတင်းပေါက်ကြားသေးမှဆိုလိုပါဒါကြောင့်မြေအောက်တင်ချိုင်ကူတွေရှိတယ်နိုင်ငံထဲမှာလူအလောင်းတွေအတွက်ထွင်းထုထားတဲ့အုပ်ကူငယ်လေးတွေကိုချီရတဲ့သူကိုအလင်းရောင်မရှိတဲ့နိုင်ငံထဲမှာမြုပ်နှံထားရတဲ့ဝေဒနာကိုစဉ်းစားကြည့်လိုက်ပါဒါကြောင့်ဒရင်ကူရူဟာအမြဲတမ်းနေထိုင်ရမျိုးမဟုတ်ပါဘူးအရေးပေါ်ခိုးလုံရစစ်ပေးရှောင်စခန်းပါအနေနဲ့ကင်းဝိုင်းရင်တော့လူတွေကအပေါ်ကိုပြန်တက်ကြပါတယ်ဒရင်ကူရူတစ်ခုတည်းနဲ့လုံလောက်ပြီလားဆိုတော့မဟုတ်သေးပါဘူးဒါကတစ်ခုတည်းသောမြောက်မျိုးလဲလုံးဝမဟုတ်ပါဘူးကာဘာဒိုရှာဒေတာတစ်ခုလုံးမှာဒီလိုမျိုးအနည်းဆုံး200ကျော်ရှိတယ်လို့သုတေသနပညာရှင်တွေခန့်မှန်းကြပါတယ်သူတို့ထဲကနာမည်အကြီးဆုံးကတော့ခါမလီဖြစ်ပြီးဒရင်ခူရူနဲ့လှုပ်ဝက်ဥမေကောင်းလှိုင်ကောင်းတစ်ခုနဲ့ဆက်သွယ်ထားတယ်လို့ယူဆရပါတယ်ဒါပေမဲ့အဲ့ဒီဥမေကောင်းကိုအခုထိပြေဝရှာမတွေ့သေးပါဘူးဒီမျိုးတွေရဲ့စွတ်စွတ်ပေါင်းအကျယ်ဝန်းမြေအောက်အနှံ့နဲ့ဆက်သွယ်မှုတွေဟာဒီနေ့အချိန်ထိလှုပ်ဝက်စမ်းကြယ်ပဲရှိနေပါသေးတယ်ဒါဆိုပရိသတ်ကြီးကိုမေးချင်တာကတင်းရဲ့အိမ်အောက်မှာအလားတူမျိုးတစ်မျိုးရှိနေမယ်ဆိုရင်သင်ဘယ်လိုသိနိုင်မလဲဒါမှမဟုတ်ဘဲနဲ့တင်းအနေနဲ့ဒီမျိုးကိုတညတာသွားပြီးတော့နေထိုင်ကြည့်ကြပါသလားကောမန့်မှာပြပြပေးပါဦးနော်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe ကိုနှိပ်ဖို့မမေ့နဲ့နော်ဘာလို့လဲဆိုတော့နောက်တစ်ပတ်မှာဒီထက်ပိုပြီးစမ်းကြတဲ့မြေအောင်လှုပ်ဝက်ချက်တစ်ခုကိုဖော်ထုတ်ပြပေးပါမယ်အရေးမျိုးပြောရရင်တော့အဲ့ဒီမျိုးဟာဒရင်ကူရီရဲ့2ဆလောက်ရှိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြမယ်နော်